အမလီလာမမင်းဆိုနိုင်လာမမဆိုနိုင်ဘူးဆိုရင်တော့သူတို့လာမမဟုတ်ဘူးအဲ့ဒါတော့သူတို့ကအမှုပညာနားလည်တဲ့အာမနာဘူးစုမချဘူးကောင်းရင်တော့လာလိမ့်မယ်အဲ့တော့ကောင်းအောင်ဆိုနော်ကောင်းဆုံးပါဟဲ့ဟုတ်ကြည့်ကြရလားဟာဆိုကြည့်မယ်နော်ရေရနာစိန်ဝဲအဲ့ဒါကြောင့်စေပိုင်ကျွန်တော်ပြောတာသဘောတော့ကြပါသားမိတ်ဆွေစတဲ့တော့တဘောအောင်လို့ကိုတင်ဘိုးသပင်လောအင်းဆောင်တာကျမချသာပါလေအဝေးရရောက်မခါဘယ်လက်ခုတ်တယ်လေးလို့ပါဓမ္မဆိုင်ရွှေမန်းတင်မောင်ပရိသတ်ဖြစ်သွားပြီဓမ္မဆိုင်လို့ခေါ်ပါတယ်အဲ့တော့ကိုတီဟာဗျာသူတို့က9သိန်းနဲ့3သိန်းနဲ့ပေါင်း8သိန်းလာမှပရိသတ်တဲ့တိုးရအောင်မှချိန်ကြအောင်မှချိန်လာမှသဘောကျလို့မင်းကိုစုမချဘဲနဲ့မနေနိုင်ဘူးမင်းကငါ့ကိုသဘောကျလို့စုချမှာဟာတီဟာရေဟင်8သိန်းကနောက်မှဟာမင်းတချင်းဆိုတော့ငါ